မင်္ဂလာပါဒီတင်ဆက်မှုကနေကြိုဆိုပါရစေအင်္ဂလိပ်စကားပြောတဲ့အခါလို့ရမယ်လို့တင်တယ်လို့ခွင့်ရှိတယ်ဆိုတဲ့ဒေဘေတွေကတူးတလို့လို့နဲ့နည်းနည်းလေးရှုပ်ထွေးနေတတ်တယ်မဟုတ်လားကဲဒီနေ့တော့အဲ့ဒီ necessity obligation နဲ့ permission ဆိုတဲ့သုံးမျိုးကိုဘယ်လိုတိတိကျကျသုံးရမလဲဆိုတာကိုအလို့ခွင့်ဥပမာလေးတွေနဲ့အတူတူရှင်းရှင်းလင်းလင်းဖြစ်သွားအောင်လေ့လာကြည့်ကြရအောင်ဟုတ်တယ်ဒီမျိုးခုံ3ခုကိုကြည့်လိုက်ရမြင်လိုက်တာနဲ့တော့စင်တူသလိုမဲ့နော်ဒါပေမဲ့သူတို့ရဲ့နောက်ွယ်ကအဒီဘေခွာခြားချက်လေးတွေကိုတိချခြင်းကပြောဆိုဆက်ဆံမှုကိုပို့ပြီးကျွမ်းကျင်သလိုဖြစ်စေမှာပါအဲ့ဒါတွေကဘာတွေခွာလဲဆိုတာဆက်ကြည့်လိုက်ရအောင်ကဲဒီသုံးဝန်းလုံးတွေကိုလွယ်ကူကူမှတ်မိတော့အောင်စိတ်ကူးထဲမှာအလုံးတစ်ခုဝင်လိုက်ကြရအောင်ယုံတယုံမှာတရားဝင်စီးမင်းတွေရှိသလိုသူငယ်ချင်းပဲတည်တဲ့မပြောဘဲနားလည်ထားရတဲ့စီကန်းတွေလည်းရှိတဲ့ဟုတ်အင်္ဂလိပ်တတာမှာလည်းအဲ့ဒီလိုပါပဲကဲပထမဆုံးအနေနဲ့ကတော့ကုမ္ပဏီရဲ့ညွှန်ကြားချက်လက်ဆွဲစားအောင်လို့တရားဝင်ပြီးတိကျခိုင်မာတဲ့စီကန်းတွေကြောင်းပြောကြမယ်ဒါတွေကဘယ်သူလုပ်ရမှာလဲဆိုတာထက်ဘာလုပ်ရမလဲဆိုတဲ့လုပ်ဆောင်ချက် action ကိုပဲအဓိကထားပါတယ်အဲ့ဒါကိုပဲကျွန်တော်က necessity လို့ခေါ်တာပေါ့ဆိုလိုတာကလေဒီအလုပ်ကိုဘယ်သူလုပ်တယ်လဲဆိုတာအရေးမကြီးဘူးအလုပ်ပြီးသွားဖို့ကသာအဓိကပဲဆိုတဲ့သဘောမျိုးပါဒီမှာအသုံးများတဲ့စကားလုံးနှစ်ခုရှိပါတယ်necessary to ကတော့ပုံမှန်ပေါ့လိုရလို့စင်လိုအပ်ချက်မျိုးပါဒါပေမဲ့ essential to ကတော့လုံးဝမတူဘူးဒါမှရှိရင်လုံးဝမဖြစ်ဘူးဆိုတဲ့ရေးပေါ်အခြေအနေအသက်တမျှအရေးကြီးတဲ့ကိစ္စတွေမှာသုံးတာပါဥပမာပေါ့နော် When submitting your expenses it's necessary to have a receipt for every item ဒီမှာ necessary to ကိုသုံးထားတာကဘာကိုပြရဲဆိုတော့ဒါဟာရုံးရဲ့ပုံမှန်လုပ်ထုံးလုပ်နေတခုပဲအရေးကြီးတဲ့ချင်းတွေတော့မဟုတ်ဘူးပေါ့ဒါပေမဲ့ဒီဝါချက်ကိုတစ်ချက်ကြည့်လိုက်If a colleague has a medical emergency, it's essential to take them to the hospital immediately. ဒီမှာတော့အသက်အန္တရာယ်နဲ့ဆိုင်တဲ့ကိစ္စမို့လို့ essential to ကိုသုံးလိုက်တာ။ကွာခြားချက်ကရှင်းရှင်းလင်းလင်းကြီးကိုမြင်တာရယ်နော်။ Okay လောက်ဆောင်ချက်ကိုပဲအဓိကထားပြောချင်းတဲ့အခါသုံးလို့ရတဲ့နောက်ထပ်ပုံစံတစ်ခုရှိသေးတယ်အဲ့ဒါကတော့ needs to be done ပါဒါကလည်းအလုပ်ကိုယ်တိုင်ကအရေးကြီးတယ်ပြီးမြောက်ဖို့လိုတယ်ဆိုတာကိုအလေးပေးပါတယ်ဥပမာ this job needs to be done by tomorrow morning လို့ပြောလိုက်ရင်ဘယ်သူမှတာဝန်ရှိလဲဆိုတာထက်အလုပ်ပြီးရမယ့် deadline ကသာပိုအရေးကြီးတယ်ဆိုတဲ့အဓိပ္ပာယ်ကိုတန်းရောက်ပါစေတယ်ကဲလက်ဆက်တော့ကြီးကိုဖတ်ပြီးသွားပြီဆိုတော့နည်းနည်းလေး relax လုပ်ပြီးနားနေခမ်းမဲ့ကိုသွားကြည့်ကြရအောင်ဒီမှာတော့စီမင်းဒီကပို့ပြီးပုဂ္ဂိုလ်ရေးဆန်လာသလိုအလွတ်တော့ပို့ဖြစ်လာပါပြီအခုကျွန်တော်တို့ကတာဝန် obligation အကြောင်းပြောကြရတော့မယ်ဒီတစ်ခါတော့ focus ကပြောင်းသွားပြီဘာလို့ရမလဲဆိုတာထက်ဘယ်လိုလုပ်ရမလဲဆိုတဲ့လူ person အပေါ်မှာအဓိကထားတော့မှာပါတငယ်ချင်းအချင်းချင်းဒါမှမဟုတ် look for ကင်ဖဲ့တွေကြားမှာကို့မှာဒါဝန်တစ်ခုရှိတယ်လို့ပြောချင်တဲ့အခါ must to have to တို့ထက်ပိုပြီးပေါ်ပါထောပါဖြစ်တဲ့ have got to ကိုသုံးလေးရှိတယ်စကားပြောတဲ့အခါမှာတော့ပုံမြန်အောင် gotta လို့အတော်ကောက်သုံးလိုက်တာပေါ့ဥမာ I've got to finish this report by 5 p.m. ဒီလိုပြောတာကလည်းကိုဖိအားပေးနေတာမျိုးဓမောသူကချင်းတယောက်ကတတိပေးနေတာမျိုးလို့ပုဂ္ဂိုလ်ရေးစတဲ့ခန်းစားချက်ကိုပို့ပြီးဖော်ပြတယ်။ဒါကူအတိတ်ကတာဝန်တစ်ခုအကြောင်းပြောရှင်ရင်တော့လွဲပါတယ်။ have got to က had to ဖြစ်လာရော။ဥပမာ This morning I had to get up at 4:30 to catch the early train ဆိုတာမျိုးပေါ့။ဒီ supposed to ကတော့လေးဆိုင်ဝင်စားဖို့ကောင်းတယ်။ဒါကဘာနဲ့တူလဲဆိုတော့ယုံမိဖို့ကြောင့်မှမိဖို့ချောင်းအားတန်ရှင်းစွာထားပါဆိုတဲ့ဆိုင်ဖို့လိုမယ်။လူတိုင်းစီကံကိုတည်တယ်။ဒါပေမဲ့တကယ်တမ်းမှာတော့အမြဲတမ်းလိုက်မလို့ဖြစ်ဘူးလေ။ဒီဥမာကိုကြည့်လိုက်ရင်ပိုရှင်းသွားပါလိမ့်မယ် We're supposed to log our hours daily, but some people do it at the end of the week. ဒီဝါချကစီကံဆိုတဲ့မျှော်လင့်ချက် expectation နဲ့လက်တွေ့ reality ချကကွာဟချက်ကိုရှင်းရှင်းလင်းလင်းကိုပြနေတာပဲအဲ့တော့ be supposed to ကိုကြားလိုက်ပြီးဆိုရင်ဘာကိုတတိယရမလဲဟုတ်တယ်ဒါစီးမြဲတစ်ခုတော့ဟုတ်တယ်ဒါပေမဲ့မလိုက်နာတဲ့လူတွေလည်းရှိတယ်အမြဲတမ်းတော့လိုက်နာကြတာမဟုတ်ဘူးဆိုတာပါမယ်ကဲနောက်ဆုံးအနေနဲ့အဖြူမဲရှင်းရှင်းလင်းလင်းပြသားဆွေးနွေးစရာမလိုတော့တဲ့တရားဝင်ကုမ္ပဏီမူဝါဒတဲ့ဝန်ထမ်းစာချုပ်တွေထဲကအခွင့်ပြုချက် permission ကြောင့်ကိုလေ့လာကြည့်ကြရအောင် permission ကိုဖော်ပြတဲ့ကအသုံးများတာနှစ်မျိုးရှိတယ် be allowed to ကတော့ရေးပေါ်လုပ်လို့ရတယ်ဆိုတဲ့အတိတ်ပဲဒါပေမဲ့ be permitted to ကတော့ပိုပြီးတရားဝင်ကြတယ်စာရေးစာတမ်းပေါ်မှာရေးထားတဲ့စီးမင်းတွေမှာသုံးလေရှိတယ်ဥပမာ Office workers here are permitted to wear casual clothes on Fridays. ဒီဝါကြမှာ permitted to ကိုသုံးလိုက်တာနဲ့ဒါဟာဝန်ထမ်းလက်ဆွဲဆောင်ထဲမှာတရားဝင်ရေးထားတဲ့စီမင်းတစ်ခုဖြစ်တယ်ဆိုတဲ့ခန်းစားချက်ကိုချက်ချင်းပေးတယ်။ပူပြီး formal ဖြစ်ထားတာပေါ့
ကဲအခုဆိုရင်တော့လက်ဆွဲစာအုပ်ကစီမင်းနေနားနေခန့်ကစကားတွေနဲ့တရားဝင်မူဝါဒတွေအားလုံးကိုနားလည်သွားပြီဆိုတော့တက်တဲ့ပိုင်းမှာယာတို့တို့ဟိုအချင်းတန်ပါပြီ ကဲဒီစရာလေးကကျွန်တော်တို့ဆွေးနွေးခဲ့များကိုတစ်ချက်တည်းနဲ့ပြန်ကြည့်လို့ရအောင်လုပ်ပေးထားတာပါအရေးကွာအခြေအနေအတွက် be essential to ပုံမှန်တောင်းဝင်အတွက် be necessary to တကယ်ချင်းလို့ပြောခြင်း have got to သို့မဟုတ် gotta စီကံရှိပေမဲ့မလိုက်နာတဲ့အခါ be supposed to ရေပြူရေခွင့်ပြုချက်က be allowed to နောက်ဆုံးတရားဝင်ခွင့်ပြုချက်ကတော့ be permitted to ဒါလေးတွေကိုမှတ်ထားလိုက်အောင်ပါပဲနောက်ဆုံးအနေနဲ့အရေးကြီးတဲ့အချက်တစ်ခုကတော့ဒီအသုံးနှုန်းတွေကပုံသေးမဟုတ်ဘူးပြောင်းလဲပြင်လွယ်ရှိတယ်ဆိုတာပါပဲဥပမာ it will be necessary to take your passport ဆိုပြီးအနာဂတ်ကာလနဲ့သုံးနိုင်တယ်လို့ the apartment might need to be painted ဆိုပြီး modal verbs တွေနဲ့လည်းတွဲသုံးနိုင်တယ်ဆိုတာကိုသတိရပါ ကဲဒီရှင်းလင်းတင်ဆက်မှုရဲ့အဆုံးမှာတော့မေးခွန်းလေးတစ်ခုနဲ့အဆုံးတက်ချင်ပါတယ်နောက်တစ်ခါအင်္ဂလိပ်လိုစကားပြောတဲ့အခါသင်ဟာတရားဝင်လက်ဆွဲစာအုပ်ထဲက